Okay မင်္ဂလာအားလုံးမင်္ဂလာပါနော်ကျွန်တော်ကိုစိတ်မဖြစ်ပါတယ် Okay ကျွန်တော်တို့အခု easy pass ဟုတ်လား easy pass ကတော့လောက်တော့ဗောနော်ဟိုအမြန်လန်ဗောကျွန်တော်တို့အခုဟိုတော့နေပါတယ်နှစ်ယောက်သားဘယ်ပြောမလဲကျွန်တော်တို့ပစံလည်းငင်မရှင်းတော့ဘူးလေနော်ကျွန်တော် easy pass နဲ့ပဲပစံရှင်းအောင်ပေါ့အကောက်ကျော်တော့လောက်ပါပါ Okay အားလုံးလိုက်ကြည့်ပေးပါနော်ကလာလောက်ဒီကလာလောက်อีพิกัดแล้วเดี๋ยวบังคับเติมเงินก่อนโอเคကျွန်တော်အရင်ဆုံး300ထည့်ပေးရเนาะတယောက်300ကာကောင်းပစားပါလာဒီမှာကျွန်တော်တို့ทางโดนအမြန်လမ်းပေါ့အမြန်လမ်းပေးနာပဲဟိုပစံပေးရအောင်ကြိုက်တယ်ပေါ့နော်ရောက်တော့โอเคရလာပြီနော်9မိနစ်မကြာဘူးဟိုပစံ300အရင်ထည့်ပေးရတာနော်ဒါပေမဲ့သူ့ပစံတပြားမပေးရဘူးတင်ငယ်ချင်းနေရောက်ပေါ့နော်အဲ့တော့အပေါ်လမ်းမှာပဲဒီမှာပစံပေးနေရမှာပဲဒီမှာဝင်လာရတယ်โอเคဒီမှာနော်ကျွန်တော်တို့ပြန်ပြီဟိုရပြီခုကျွန်တော်ပြန်ဆင်းမယ်နော်ဒီမှာဒီရောင်းကကျော်ချူမလီရောင်းပါမနေ့ရောက်တာပစံတပြားမပေးရဘူးဒါပေမဲ့ပစံထည့်ပေးရတော့ဗောနော်300အရင်ဆုံးထည့်ပေးရတော့ဗောနော်ကိုအိမ်ရောက်တော့ကိုကြိုက်တဲ့လောက်ထည့်လို့ရတယ်1000ဒီထည့်လို့ရတယ်โอเคကျွန်တော်ပြန်လိုက်အောင်မယ်နော်အိမ်ရောက်မှAC ရှင်းပြပေးမယ်โอเคငါတို့အိမ်ရောက်ပြီနော်ငါတို့ရလာပြီလို့9မိနစ်မပြည့်ဘူးလောက်တာဒီမှာရတော့ပြောတခုပဲနော်ဒါကျွန်တော်